လုံးပဲမင်္ဂလာပါနာရင်စီမှာကြိုဆိုပါတယ်နာရင်စီရဲ့930 square meter ရှိတဲ့အိမ်လေးပဲဖြစ်ပါတယ်ဒီအိမ်ကတော့5 bedroom ပါတယ်ဒါဆိုအိမ်ဝင်ချင်းနေရာမှာပြီးတော့လို့ရှင်ဖက်နှက်စင်တွေပါတယ်ထားပေးထားတယ်ဒီအိမ်ရဲ့စိတ်ဝင်စားဆုံးနေရာတော့လျှို့ဝှက်ခန်းလေးတစ်ခုခေါ်ဆောင်သွားမှာဖြစ်ပါတယ်ရှင်ဒီနေရာကတော့မသိလို့ရှင်ဒါလုံးဝမှန်လေးလျှို့ဝှက်ခန်းလေးတစ်ခုတည်းကိုလိုက်ခဲ့ပါအောင်ဒါကတော့အောက်ဆုံးတက်မှာရှိတဲ့အခန်းလေးတစ်ခန်းပဲဖြစ်ပါတယ်ပြီးသွားလို့ရှိရင်အရန်ကိုခန်းထားတဲ့အဲကိုင်းကြီးပဲဖြစ်ပါတယ်အဲကိုင်းကြီးကိုအရန်ကြိုက်တယ်ခန်းထားတယ်ဒီဟာကပူးဗီလာအခန်းလေးဖြစ်တဲ့အတွက်ကြောင့်အဲကိုင်းကနေကြည့်လို့ရှိရင်လည်းအရန်ကိုလှပတဲ့ပူးဗီလာအခန်းလေးပဲဖြစ်ပါတယ်အခုကတော့ဒါကခန်းထားလှတဲ့ dining room ကြီးပဲဖြစ်ပါတယ်ရှင်ပြီးသွားလို့ရှိရင် dry kitchen white chiller တွေအကုန်လုံးတစ်ခါတည်းထည့်ပေးထားတယ်ပြီးသွားရင်တရိတ်ဆန်တွေပါထားဖို့လဲနေရာလေးတစ်ခုထားပေးထားတယ်ပြီးသွားလို့ရှိရင်ဒါက wet kitchen နေရာပဲဖြစ်ပါတယ်ဝါ wet kitchen ကြီးကလည်းအကျယ်ကြီးပဲเนาะဒါကကြတော့ washing machine နဲ့နှလုံးအောင်ထားပေးထားတယ်ပြီးသွားလို့ရှိရင်မိတ်တွေနေဖို့အတွက်မိတ်ခန်းမိတ်တွေထားဖို့အတွက် toiletပြီးရင်အပေါ်ကအိတ်ခမ်းတွေကိုသွားကြည့်ရအောင်အပေါ်မှာကအိတ်ခမ်းအလုံးပေါင်း၄ခန်းပါတယ်မာစတာဘရုံကြီးဘယ်လောက်ကျယ်လဲလို့သွားကြည့်ရအောင်ဝိုးမိုက်လိုက်တဲ့မာစတာဘရုံကြီးနော်ပြီးသွားရင်ဝါ walk-in closet အလှပြင်တဲ့အခန်းနဲ့ဗီဒီယိုတွေနဲ့တခန်းတနားကြီးပဲပြီးသွားလို့ရှိရင်ရေချိုးခန်းအိမ်သာ male female နှစ်ခုခွဲပေးထားတယ်ကြည်ကြဲပြည့်ပြည့်သုံးလို့ရအောင် bathtub လည်းပါတယ်အပေါ်ကအိတ်ကန်းလေးကလည်း view မိုက်တယ်အပြင်ကိုထွက်လိုက်လို့ရှိရင် club house view ဒါကတော့အိတ်ခန်းလည်းလုပ်လို့ရတယ်စာချီကန်လည်းလုပ်လို့ရတယ်လက်ကကန်လည်းလုပ်လို့ရတယ်အိတ်ခန်းတွေအကုန်လုံးက attach ပါတယ်ဒီခန်းလေးကတော့ဒါနောက်ဆုံးအခန်းအခန်းတွေအကုန်လုံးကattach ပါတယ်ဒီခန်းရဲ့အကြိုက်ဆုံးနေရာကတော့ view ပဲသူက club house view ဖြစ်တယ်လုံးဝ swimming pool view ပေါ့နော်ဆိုတော့ဒီမှာရှိနေတဲ့အခန်းတွေအားလုံးကကြဲကြဲပြန့်ပြန့်နေရှိတယ်လိုအပ်တာထက်တောင်ပို့ပြီးကျယ်တယ်ပေါ့နော်ကွန်ဒိုထက်ရှင်လို့ရှိရင်အဲ့တော့မိသားစုတွေအရန်များတဲ့လူတွေအတွက်ဒီအိမ်လေးကရွေးချယ်စရာအိမ်လေးတစ်ခုပဲဖြစ်ပါတယ်ဒီအိမ်လေးဟာဆိုလို့ရှိရင် Naren CV Sensory ကနေပြီးတော့ဆောက်လုပ်ထားတဲ့ Contact Creator မှာရှိနေတဲ့530 square meter ရှိတဲ့ luxury လုံးချင်းအိမ်လေးပဲဖြစ်ပါတယ်ဒီအိမ်ကဆိုလို့ရှိရင်တစ်ခုတည်းဒီ Contact Creator ရဲ့ဒီ Naren CV မှာဆိုရင်တစ်ခုတည်းသော pool villa အိမ်လေးပဲဖြစ်ပါတယ်ဒီအိမ်လေးကိုစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ရွှေမဟာကိုလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်